relationship တခုအဆင်မပြေတော့လို့မအောင်မြင်သွားတဲ့အခါကိုယ့်ဘဝကြီးတစ်ခုလုံးပျက်စီးသွားတယ်လို့ခံစားရမှုတွေရှိလားဟုတ်ပါတယ်တခါတလေကိုချစ်တဲ့သူနဲ့အဆင်မပြေတော့တဲ့အခါမှာလောကကြီးတစ်ခုလုံးပျက်စီးသွားတယ်လို့ခံစားရတတ်ပါတယ်မနဲ့မိုးလင်းလာပြီဆိုရင်စိတ်မကြည်တာမျိုးစိတ်ထဲမှာဟာတတားကြီးဖြစ်နေတာမျိုးကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့ညီမချက်တွေလောင်ဘာအတွက်လဲလို့ကိုမရလောက်တဲ့အထိတောင်ဖြစ်ခဲ့ကြတယ်ဒါပေမဲ့အဆင်မပြေတဲ့ relationship တစ်ခုကြောင့်တော့ကိုယ့်ဘဝတစ်ခုလုံးကြီးကိုမဖြတ်စည်းလိုက်ပါနဲ့ဟုတ်ကဲ့ဒီနေ့ဗီဒီယိုမှာတော့အဆင်မပြေတဲ့အချစ်တစ်ခုအတွက်ကြောင့်ဘဝမှာမဖြတ်စည်းတဲ့ကိုယ့်ရဲ့အိမ်မက်တွေညီမချက်တွေအောင်မြင်မှုတွေရဲ့အကြောင်းကိုအမှန်တကယ်စိတ်အားထက်သန်စေမဲ့စကားလုံးလေးတွေနဲ့အဲ့လိုမျိုးအချိန်မှာကိုရွေးချယ်ရမယ့်လမ်းကြောင်းအမှန်လေးတွေကိုအကြံပြုရင်းနဲ့ share လုပ်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမကအလှပါကျမ်းမာရေးနဲ့ဘဝအောင်မြင်ပျော်ရွှင်တဲ့အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးနေတဲ့ပိုပိုပါ relationship တစ်ခုပျက်စီးသွားလို့မအောင်မြင်ဘူးဆိုတာကကိုကားစီမကောင်းခဲ့လို့မဟုတ်ပါဘူးတချို့ကြတော့လေကိုဘဝတွေကိုသင်ခန်းစာပေးဖို့ပဲဝင်လာကြတယ်တချို့ကြတော့လေဘဝတစ်ခုလုံးအတူတူသွားဖို့အတူတူဖြတ်တန်းဖို့ဝင်လာကြတယ်ဒါကတော့တယောက်နဲ့တယောက်တူမှာတော့မဟုတ်ပါဘူးကိုယ်စိတ်ကိုတောင်တစ်ခါတလေခက်မရခက်တဲ့ထဲမှာပါနေတဲ့အချိန်မှာတခြားလူတယောက်ရဲ့စိတ်ကိုချုပ်ချယ်တာတွေလုပ်လာရဲဆိုရင်တော့ဒါအဆင်မပြေမှုတွေဖြစ်ပြီးတော့အဲ့ဒီအချိန်မှာပဲ relationship တစ်ခုကမအောင်မြင်သွားတဲ့အခါဖြစ်လာတာပါတယောက်နဲ့တယောက်သဘောထားချင်းကွဲလဲတာကနေစပြီးတော့ဒီလိုမျိုးတွေဖြစ်လာတဲ့အတွက်အောင်မြင်သွားတဲ့အချစ်တစ်ခုကိုကိုယ်တန်ဖိုးကြည့်ပဲကိုယ်တယောက်တည်းကြည့်ပဲဖြစ်တဲ့ပုံချပြီးတော့ဆုံးဖြတ်သွားလို့လည်းမရပါဘူးကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့အသုံးချမှုအသုံးမချမှုဆိုတာဆုံးဖြတ်ပေးတာကတကယ်တော့ကိုယ့်ရဲ့အိမ်မက်ကိုယ့်ရဲ့ညီမချက်တွေကပဲကိုယ့်ရဲ့တန်ဖိုးကိုဆုံးဖြတ်ပေးတာပါအချစ်တစ်ခုဆုံးရှုံးသွားတာနဲ့ကိုယ့်ဘဝတစ်ခုလုံးကြီးဆုံးရှုံးသွားမှာမဟုတ်ပါဘူးတချို့လူတွေဆိုရှိတယ် relationship တစ်ခုပြတ်သွားတာနဲ့အလုံးမလုံးချင်ကြတော့ဘူးစာမဖက်ချင်ကြတော့ဘူးကိုယ့်အနာဂတ်ကိုလည်းမမြင်ချင်တော့ဘူးမမြင်တတ်ကြတော့ဘူးအာထူပူနေတာပဲကွာဘာလို့မှမသိဘူးဘာညာဆိုပြီးတော့ကိုယ့်ဘဝကိုဒီအရေးတောက်ပြီးတော့ပဲဖြတ်စည်းနေတဲ့သူရှိတယ်နော်ဒါပေမဲ့စဉ်းစားကြည့်ရမှာကကိုယ့်ရဲ့ရီမန်းချက်တွေကိုယ့်ရဲ့အိမ်မက်တွေကကိုနဲ့အတူဖြတ်စည်းသွားလို့မရဘူးလေကိုဖြစ်ချင်တာအဲ့လိုမှမဟုတ်တာဟုတ်တယ်ဟုတ်ဥပမာကိုကဆရာဝန်ဖြစ်ချင်တာကိုကလုပ်ငန်းတည်ဆောက်ချင်တဲ့သူဖြစ်ချင်တာကိုယ့်ရဲ့ချစ်တဲ့သူတွေကိုယ့်ရဲ့မိဘတွေကိုကူညီထားပံ့ပေးချင်တာပဲဖြစ်ဖြစ်ဂုဏ်ယူစည်းချင်တာတွေက relationship တစ်ခုအတွက်ကြောင့်လည်းတော့မဖြတ်စည်းသင့်ပါဘူးတရားရောက်ကိုဆုံးရှုံးသွားလို့ဆိုပြီးတော့မင်းကိုမင်းနဲ့မင်းရဲ့ future ကိုတော့ဆုံးရှုံးမခံပါနဲ့relationship တစ်ခုပြတ်သွားတာထက်ကိုယ့်ဘဝကိုယ့်အိမ်မက်ကိုယ့်ရည်မှန်းချက်တွေပြတ်သွားတာကပိုပြီးတော့နာကျင်စရာကောင်းပါတယ်ဒါကြောင့်မလို့အချစ်တစ်ခုဆုံးရှုံးသွားတိုင်းကိုယ့်ဘဝကိုဆုံးရှုံးသွားလို့တော့မရပါဘူးပိန်းကိုပါဝါအဖြစ်ပြောင်းမှာနာကျင်မှုတွေစိတ်တန်ရာတွေဆိုတာကကိုယ့်ဘဝကိုလည်းဖျက်ဆီးပြစ်နိုင်တယ်လို့ကိုယ့်ဘဝကိုလည်းပြောင်းလဲပြစ်နိုင်ပါတယ်ရွေးချယ်ရမှာတော့ကိုတိုင်းမှာပဲသူမရှိတော့တဲ့အချိန်မှာငိုပြီးတော့ဖြတ်တန်းမလားဒါမှမဟုတ်ကိုတိုးတက်အောင်လုပ်မလားဟုတ်ပြီကိုကအောင်မြင်တဲ့သူတယောက်ပြင်အနေနဲ့ပဲပြောင်းလဲခြင်းနဲ့ထားလိုက်ကိုတခါမှမလုပ်ဘူးသေးတဲ့ကောင်းတဲ့အရာတွေများအားလုံးစလို့ကြည့်ပါဥပမာအနေနဲ့စကိတ်အသစ်သင်ယူလိုက်တာမျိုးစာအုပ်ဖတ်တာမျိုးအားကစားလှုပ်ရှားတာမျိုးကို upgrade လုပ်ပါတနေ့ကိုအောင်မြင်သွားတဲ့အခါဒီနာကျင်မှုတွေအတွက်ကျေးဇူးတင်ရမယ့်နေ့ရောက်လာမှာပါဒါကြောင့်မလို့ပိန်းကိုပေါဝါအဖြစ်ပြောင်းတတ်ဖို့လိုပါတယ်ဒါမှသာကိုကအသေးကွဲနေလဲအောင်မြင်မှုကတော့ရက်နေမှာမဟုတ်ပါဘူးကိုအိမ်မက်တွေကမှကိုနဲ့တသက်လုံးရှိနေမယ့်အရာပါ relationship လို့ပြောလိုက်တာနဲ့ကိုတယောက်ထဲတော့စလို့မရတော့ relationship ဆိုမှတော့အနည်းဆုံး2ယောက်3ယောက်တကယ်ချင်းမိတ်ဆွေအနည်းဆုံး2ယောက်ကနေစရဲဆိုရင်အဲ့နေရာပေါ်မှာမူတည်သွားပါပြီဒါပေမဲ့ကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကတော့ကိုတယောက်ထဲအပေါ်မှာပဲမူတည်နေပါတယ်သူသွားလို့လဲကိုယ့်ရဲ့အိမ်မက်တွေကတော့ထွက်သွားလို့မရပါဘူးအဲ့လိုလူတယောက်ထွက်သွားပြီးဆိုရင်တောင်မှလည်းကိုလည်းကောင်းရဲ့တန်နေပါညာဆိုပြီးတော့ရန်နေခန်းစားနေတာမျိုးကြီးမလုပ်ဖ ೇನೆ တခါတလေမှာကိုယ့်ရဲ့တန်ဖိုးကိုနားလဲတဲ့သူမှန်ကန်တဲ့လူတယောက်ရောက်လာဖို့အတွက်ဖက်ပေးလိုက်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်အကောင့်ဘက်ကပဲလှည့်ပြီးတော့အကောင့်မြင့်စိမ့်နဲ့တွေးပါနေရာတကာလိုက်ပြီးတော့လိုက်ခန်းစားပြီးတော့ကြီးကြက်ရေဝမ်းနဲ့ပြနေတာမျိုးတွေလည်းဆိုတော့သူကပြန်လာမှာတော့မဟုတ်ပါဘူးအဲ့တော့ကိုလို့ဆရာရှိတာကိုလုပ်ပါကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့အိမ်မက်တွေကိုပဲအဓိကအားလုံးစိုက်ဖို့အတွက်လိုအပ်ပါတယ်တနေ့မှာမှန်ကန်တဲ့သူတယောက်ကိုယ့်ရဲ့တန်ဖိုးကိုနားလဲပေးမဲ့သူတယောက်ကိုယ့်အိမ်မက်တွေကိုပံ့ပိုးပေးမဲ့သူတယောက်ကရောက်လာမှာပါဒါပေမဲ့အဲ့ဒီလူလာမဲ့အချိန်မှာတော့ကိုအားကောင်းနေဖို့လိုပါတယ်ကိုကအားကောင်းနေဖို့ကိုကအောင်မြင်တဲ့သူတယောက်ဖြစ်နေဖို့လိုပါတယ်ဒါမှသာကိုယ့်ရဲ့အိမ်မက်တွေနဲ့အတူတကူတွဲရှိနေမဲ့ relationship တစ်ခုကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ပါတယ်ကိုပြန်ချစ်တတ်ဖို့လည်းလိုပါတယ်တခြားသူကိုချစ်တာတဲ့ကိုပြန်ချစ်နိုင်ဖို့လည်းအရေးကြီးပါတယ်ကိုချစ်တဲ့ဆိုရင်ကိုအလေးထားပါကိုယ့်အိမ်မက်တွေကိုအလေးထားပါကိုယ့်အနာဂတ်ကိုအလေးထားပါကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရည်မှန်းချက်တွေကိုယ့်အနာဂတ်တွေကိုတကယ်ချစ်နိုင်တယ်ဆိုရင်ကိုလည်းပြန်ကယ်နိုင်ပြီပြန်ရနိုင်ပြီဒါကြောင့်ကိုပြန်ချစ်ဖို့အတွက်အခွင့်အရေးပဲဖြစ်ပါတယ်
မင်းကိုမရွေးချယ်ခဲ့တဲ့သူကြောင့်အိမ်မက်တွေကိုမစွတ်လွတ်လိုက်ပါနဲ့သူကကို့ဘဝတွေကချက်ပတာတစ်ခုပဲကို့ဘဝတစ်ခုလုံးကြီးတော့မဟုတ်ပါဘူးဒါကြောင့်ကိုချစ်တတ်ဖို့ကိုအိမ်မက်တွေကိုရည်မှန်းချက်တွေကိုအလေးထားဖို့အာရုံစိုက်ဖို့လိုအပ်ပါတယ်ကိုရဲ့အောင်မြင်မှုကကိုအကောင်းဆုံးလက်စားချေမှုဖြစ်စေနိုင်တယ်လို့ကိုနာကျင်စေခဲ့တဲ့သူကိုလည်းတက်တည်ပြနေစရာမလိုပါဘူးကိုအတွက်ပဲအောင်မြင်မှုလိုအပ်ပါတယ်သူနဲ့မအောင်မြင်ခဲ့တဲ့ relationship ဆိုတာကမင်းညံ့နေကြလို့မဟုတ်ပါဘူးအချိန်မမှန်လူမမှန်နေရာမမှန်သေးလို့လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့မင်းမမှန်နေတာတော့မဟုတ်ပါဘူး relationship တစ်ခုကြောင့်ကိုယ့်အိမ်မက်တွေကရော့နေတယ်ကိုခံစားနေရတယ်လမ်းပြောင်းနေရတဲ့သူတွေအတွက်ကို့အနာဂတ်ကကို့နာကျင်မှုထက်ပိုကြီးပါတယ်ကို့မရွေးချယ်ခဲ့တဲ့သူကြောင့်ကိုလက်မလျှော့လိုက်ပါနဲ့ဒီနေ့ကိုအောင်မြင်သွားတဲ့အခါမှာဒီနေ့ငိုခဲ့ရတဲ့မျက်ရည်တွေအတွက်ကျေးဇူးတင်ရမယ်နေ့ရောက်လာမှာပါဒါကြောင့်မလို့ကိုယ့်ရဲ့နှလုံးသားကကွဲသွားနေမဲ့ကိုယ့်ရဲ့အိမ်မက်တွေညီမချက်တွေကိုတော့ကွဲသွားလို့မဖြစ်ပါဘူးဟုတ်ကဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်နေတဲ့သူတွေအတွက်သူမရှိလဲကိုအောင်မြင်နိုင်ရမယ်ကိုဘဝကိုလက်မလွတ်လိုက်ပါနဲ့တိတ်လေးစူးစမ်းပါတိတ်လေးတိုးတက်ပါမင်းဘဝကသူ့ထက်ပိုတန်ဖို့ရှိပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရနော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့တဝူတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်အချစ်နဲ့ဘဝကိုရှုပ်ထွေးမနေတော့နဲ့လှုပ်တင်လှုပ်ထိုက်တာရွေးတင်ရွေးထိုက်တဲ့လမ်းကြောင်းကိုရွေးတက်သွားပြီးတော့ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိသွားစေမယ်လို့တော့မျှော်လင့်ပါတယ်ရှင်ဟုတ်ကဲ့ကျမပြောရှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နေကြပါစေလို့ပြောရင်းနဲ့အားလုံးကျေးဇူးများတင်ပါတယ်ရှင်အားလုံးဘိုင်ဘိုင်ပါ